င်္ဂလာပါရှင်ကျမတို့ရဲ့ကူရေးဖွဲ့သားတွေဟာနေရာဒေသအသီးသီးကိုတွားရောက်ပြီးတော့ပြည်သက်တွေတဲ့ဘူးသရာဖြစ်စေတဲ့နေရာတွေစိတ်ဝင်စားပွဲဖြစ်မဲ့အကြောင်းအရာတွေကိုအစီအစဉ်ဖြစ်ရိုက်ကူးတင်ဆက်လျက်ရှိပါတယ်အခုတစ်ခါမှာတော့မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်မြစ်သားမြို့ရောက်ရှိလာတာပဲဖြစ်ပါတယ်ရှင်မြစ်သားမြို့ဟာကျောက်ဆည်မြို့ရဲ့တောင်ဘက်16မိုင်ခန့်ကွာမှာတည်ရှိပါတယ်နော်ရထားမင်းလက်ထက်မတိုင်ခင်ကတည်းကလူနေထိုင်မှုရှိခဲ့ပြီးတော့လယ်တွင်းဆက်တက်ခရိုင်လို့လည်းထင်ရှားပါတယ်အနော်ရထားမင်းဟာဗန်းလောင်မြင်းနဲ့ဇော်ကြီးမြစ်တည်ရှိရာနေရာတွေမှာဆယ်ရီတိဆောက်ပြီးတော့လေဧကပေါင်း8သိန်းကျော်ကိုပြုစုခဲ့ပါတယ်။ဗန်းလောင်မြစ်ပေါ်မှာနောက်ဆုံးတိဆောက်ခဲ့တဲ့ကြီးမင်းဆယ်တည်ရှိရာနေရာကိုလက်ညှိုးညွန်ပြမြစ်ကိုသားပြီးတော့တတ်မှတ်ရာကနေပြီးတော့မြစ်သားလို့ဖော်တွင်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံများရဲ့ပြောပြချက်အရသိရပါတယ်။ရွှေစင်းရွှေအောင်တို့နဲ့ထူးခြားစွာတည်တည်တော်မူတဲ့အတောကမင်းကြီးတည်ထားခဲ့တဲ့ရွှေမုတ်သောစိတ်တော်မြတ်ကြီးဟာမြစ်သားမျိုးရဲ့မြို့လေကောင်ဗိုလ်ချုပ်လမ်းမပေါ်မှာတည်ရှိပါတယ်။ကျွန်တော်တို့ဖွဲ့သားတွေလည်းမြစ်သားမျိုးကိုရောက်ရှိနေတဲ့အချိန်မှာပထမဆုံးအနေနဲ့ရွှေမုတ်သောစိတ်တော်မြတ်ကြီးကိုဖူးမြော်ကြမှာပဲဖြစ်ပါတယ်။ဒါကြောင့်ပြည်သက်ကြီးလည်းကျွန်တော်တို့နဲ့အတူတူရွှေမုတ်သောစိတ်တော်မြတ်ကြီးကိုဖူးမြော်ရင်တမိုင်းအကြောင်းအရာလေးတွေကိုပါလေ့လာကြည့်ကြရအောင်ပါရှင်။ဒါကျွန်တော်တို့ဂောဘကအဖွဲ့နိုင်ကတော့ဘာနော်ဒီဖျားတမန်အနေထားနေရတော့နော်ကိုကွန်မန့်ဆက်လက်ပြီးတော့သူကအကုန်လုံးရှင်းပြလို့ရနော်တာနာတက္ကတိ223ခုနှစ်မှာတာနာပြုမင်းကောင်းမင်းမြတ်တည်းရဲ့တည်ထားကိုခဲ့တဲ့အာတောကမင်းကြီးရဲ့ပထမဒါယကဇီတော်မြတ်ကြီးဟာဒုတိယဘုရားဒါယကဖြစ်တဲ့နောထာမင်းမြတ်ကဒုတိယဘုရားဒါယကဖြစ်ခံယူပြီးတော့တည်ထားကိုခဲ့ပါတယ်။နောက်တစ်ဆင့်တတိယဘုရားဒါယကဖြစ်နေပိုင်ဝန်တော်မင်းဦးရှောင်းကနေပြီးတော့ကျွန်တော်ဆက်လက်ထိမ့်သိမ်းတည်ထားကိုခဲ့ပါတယ်။စရုထဘုရားဒါယကဖြစ်မင်းညောင်းဆရာတော်ဘုရားဦးဆောင်တဲ့ဝေရောက်ကျွန်တော်ဩဝါဒခံဘောဂအဖွဲ့ဆက်ကနေပြီးတော့စရုထဘုရားဒါယကဖြစ်ဒီနေ့လက်ရှိညာတော်အတိုင်းကိုကျွန်တော်လက်ဆင့်ကမွမ်းမှန်ပြီးတော့တည်ထားကိုခဲ့ရတာဆိုဒီနေ့တည်းရှိပါတယ်ရွှေမုတ်တော်ကုန်းတော်ပေါ်မှာရှိတဲ့ဇီတော်ရဲ့အမြင့်ကညာတော်အပြင်38တောင်ရှိပါတယ်ခုဘုရားပရဝုံတွင်းမှာရှိတဲ့တာဏိကအဆောက်အုံကြီးတတရမုံဖြစ်အောင်မွမ်းမှန်ပြင်ဆင်တာရွှေစင်းရွှေပြားကတ်လူတာကျွန်တော်အဲ့လိုအကုန်လုံးကျွန်တော်တို့သမိုင်းဝင်ပစ္စည်းများကိုလေထိမ့်သိမ်းစောင့်ရှောက်ထားတဲ့အတွက်ကြောင့်မို့လို့အနေနဲ့ရဲမှာရှိတဲ့မြစ်သားမှာရောက်ဖူးတော်၎င်းမရောက်ဖူးတော်၎င်းနော်ရောက်တဲ့ခါမှာရွှေမုတ်တော်ဖရာကိုကြွရောက်ပြီးတော့ပူးမြော်ကြည်ညိုကြပါဦးလို့ကျွန်တော်မြင်တယ်ဖိတ်ခေါ်ပါမြစ်သားမြို့ကိုရောက်ရှိနေတဲ့မနက်ခင်းမှာတော့မြစ်သားမြို့ရဲ့ဈေးထဲကိုလည်းတွားရောက်ပြီးတော့ကြတော့လေ့လာခဲ့ကြပါသေးတယ်။ဈေးထဲမှာတော့ရောင်းသူဝယ်သူတွေနဲ့စီကားလို့နေပြီးတော့ရာသီပေါ်ပန်းမျိုးစုံတည်တည်ဝလံမျိုးစုံဒေသထွက်ကုန်တွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဘယ်ကမှဒီဈေးကဟိုလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်ကနေနော်တည်ရှိခဲ့တာပါခင်ဗျအရင်တော့ကတော့ကျွန်တော်ဒီဈေးကခင်ဗျ9ရက်တစ်ဈေးပါခင်ဗျ9ရက်တစ်ဈေးဆိုတဲ့အတွက်9ရက်နေ့မှာကြားတဲ့ဈေးတိုင်းမှာတော့တော်များများစီကားပါတယ်ခင်ဗျဒီဈေးရဆိုတော့ရှင်မြင်းသားမြို့မြို့မနောက်ရက်ထမှာတည်ရှိပါတယ်ခင်ဗျဒီမှာတော့ကျွန်တော်ဆိုင်ကားပေါင်းက300နဲ့မှ14ကမ်းပါခင်ဗျဒီမှာတော့ကျွန်တော်တို့ပစ္စည်းကတော့ပစ္စည်းအစုံရပါတယ်ခင်ဗျအဓိကတော့ကျွန်တော်ဒီမှာဒေသထွက်ကုန်ပေါ့နော်ကြက်သွန်တို့ငရုတ်တို့ကတော့အဓိကထားရောက်ပါတယ်မြေသားမျိုးရဲ့ဒေသထွက်ကုန်တွေထဲမှာကျက်သွန်နဲ့ငရုတ်ဟာအဓိကကျတဲ့သီးနှံဖြစ်ပါတယ်။ပြည်တွင်းဈေးကွက်မှာသာမကပဲနိုင်ငံခြားဈေးကွက်ထီအောင်တင်ပို့ရောင်းချနေတာဖြစ်တဲ့အတွက်ထွက်ရှိမှုအခြေအနေဈေးကွက်အနေအထားကိုလည်းလေ့လာခဲ့ကြပါသေးတယ်ကျက်သွန်ဆိုရင်ပေါ့နော်မြသားကျက်သွန်က
ဒီဗမာပြည်မှာတော့အကောင်းဆုံးမျိုးစားတစ်ခုပဲပြသားချက်တော့နော်သူ့ရဲ့အာသာချက်ကဘာလဲဆိုတော့ဒီစားတဲ့အခါမှာချိုတယ်မမှုံမှုနော်ဟင်းလေးကိုခတ်တဲ့အခါမှာလေအနှစ်အနေနဲ့ကြီးသွားတယ်ပေါ့နော်အခြားမျိုးနယ်ကချက်တော့ကြတော့ဟင်းခတ်လို့ရှိရင်သူကအဖတ်အနေနဲ့ကျန်းနေတယ်ပြီးတော့စားရတာလည်းကျန်းနေမွန်လည်းမွန်တယ်အဲကြောင့်မလို့ဒီပြသားချက်တော့ကိုဒီဗမာပြည်ကလူတို့တွေကအဓိကထားပြီးတော့လက်သက်ကြတာပေါ့တက်တော်အနေနဲ့ဆိုရင်တော့တန်ချိန်ပေါင်းပေါ့နော်ဒီမြတ်သားကြောက်စီအလုံးဆိုရင်တန်ချိန်ပေါင်းတန်သိန်း20လောက်တန်ချိန်သိန်း20လောက်ထွက်မယ်အဲမြူဒီကလည်းဒီကြောက်ဆက်ခရိုင်တစ်ခုလုံးဆိုရင်ဒီနှစ်ကိုမြို့တန်ချိန်ကလည်းတန်ချိန်10သိန်းလောက်မြို့ကထွက်တယ်ဟိုတုန်းကတော့ဒီရဲ့ဈေးကွက်ကအဓိကဈေးကွက်ကတော့ရန်ကုန်ဈေးကွက်ပဲဒီနောက်ပိုင်းနှစ်တွေကြတော့ဈေးကွက်ရဲ့အဓိကဈေးကွက်နေရာဒီရွှေလီဈေးကွက်ဖြစ်နေတယ်နော်တရုတ်ပြည်ဈေးကွက်ဖြစ်နေတာပေါ့နော်ကျက်သွန်ကဒီကနေပြီးတော့သူတို့ဝန်နိုင်တဲ့ဈေးတန်းတစ်ခုရောက်သွားပြီဆိုရင်ကျွန်တော်တရုတ်ကိုပဲများများရောင်းရတယ်ရန်ကုန်ရောင်းရတာနဲ့ဆိုင်ရင်တရုတ်ကဈေးပိုရတဲ့သဘောဖြစ်နေတာပေါ့ဒီမှာတော့မြေသားမျိုးရဲ့အဓိကဒေသထွက်ကုန်ဖြစ်တဲ့ကြက်သွန်တွေကိုအင်ရှင်မတွေရဲ့မိဖို့ကြောင့်စားတောက်ကုန်တွေမှာအရေးပါလာပြီဖြစ်တဲ့ကြက်သွန်ကြော်လုပ်ငန်းတစ်ခုကိုလည်းဝင်ရောက်လေ့လာခဲ့ကြပါသေးတယ်။မတို့အဖေတာဝန်ကြတဲ့နေရာနေပြီးတော့မှတာဝန်ကြတော့အဲ့ဒါနာရွာဒီလိုမျိုးလုပ်ငန်းတွေလုပ်တယ်ပေါ့မှာအဲ့ဒါနဲ့ညီမတို့ဘက်ကကြက်သွန်ထွက်တဲ့ရက်ဆိုတော့ကြတော့ညီမတို့ရက်ကကြက်သွန်ကလည်းပူးချိုတယ်ပေါ့မှာပြီးတော့အဲ့ဒါနဲ့ကိုကုန်ကျန်းထွက်တဲ့ကုန်ကျန်းကိုကုန်ကျော်အနေနဲ့ပြန်ပြီးပြောင်းပြီးတော့လုပ်ဖြစ်ခဲ့ရမှာကုန်ကျန်းနေပြီးတော့ကုန်ကျော်ရတဲ့အထိဆိုရင်တော့ပထမဦးဆုံးတော့ကြက်သွန်ခွာတာပေါ့မှာကြက်သွန်ခွာတာခွာပြီးလို့ရှိရင်နောက်ရက်မနက်ခင်းအစောကြီးမှာညနေပိုင်းကိုခွာတယ်မှာဒီတရက်ရဲ့ညနေပိုင်းကိုခွာတယ်ပေါ့မှာ2နာရီလောက်စခွာတယ်ပေါ့နောက်ရက်မနက်ခင်းအစော3နာရီ4နာရီလောက်ကိုထပြီးတော့ကြက်သွန်ကိုချစ်တယ်မှာချစ်ပြီးတော့ချစ်တဲ့လူတွေကလည်းအဲ့လိုနေမထွက်ခင်လောက်ကစပြီးကြော်ရတယ်ပေါ့မှာဘာလို့ဆိုတော့နည်းနည်းကြာသွားရင်ကြက်သွန်တူးသွားတယ်လေတူးသွားတော့အရသာတွေဘာတွေပြောင်းသွားရင်တုံးလို့မရတော့ဘူးအဲ့လိုလုပ်ပေးရတယ်ပေါ့ပြီးတော့ညီမတို့ကကြတော့တောင်းတွေကိုပဲတန့်အောင်ထားတယ်လူတွေလက်တွေပဲတန့်အောင်ထားတယ်ပြီးတော့6တွေပါလေမလန်းတော့6လန်းလို့ရှိရင်ရသာပေါ့သွားမှာဒီလိုမျိုးကြော်တော့စီတော့ပိုးကုန်တယ်ဒါပေမဲ့ရသာပိုးရှိရအိမ်မှာကြော်တယ်လို့မျိုးပါဟုတ်ကဲ့စီလဲစီတန်သုံးထားပေါ့မှာပြီးတော့တနေ့ကြော်ပြီးသားစီတွေအဟောင်းတွေကိုတော့ပြန်မသုံးပြတော့မှာမဲတွေဆိုရင်တော့သုံးပြလိုက်တာပေါ့မှာအခုဆိုလို့ရှိရင်မြစ်သားလက်ဆောင်နေနဲ့ပြီးလို့ရှိရင်ဒီဘက်ကိုလာရင်ရလာချိုကျက်သွန်ကျွာမြစ်သားလက်ဆောင်ပေါ့ကျက်သွန်နီဆိုရင်အိတ်ကြီးတွေတဲရတာဝင်များရယ်လေအခုကျတော့ကျက်သွန်ကျော်လေးဆိုပြီးတော့အဲ့လိုလဲပေးကြရပေါ့မှာပြီးတော့ခါကျတော့ဒီလိုလုပ်ငန်းရှိရတဲ့အတွက်လည်းညီမတို့ဘေးနာရွာပေါ့အခုရွာတစ်ဆိုရင်လုံသမားတွေလုပ်ငန်းရှိတာပေါ့မှာလှုပ်ရှိတယ်မိသားစုလိုပဲဝိုင်းလုံဝိုင်းစားပဲနေတယ်မှာကိုဒေတာရဲ့ဒေတာထွက်ကုန်ကိုပဲဒေတာပြန်လက်ဆောင်အဖြစ်ထုတ်လုပ်လျက်ရှိတဲ့မြေသားမျိုးရဲ့ကြက်သွန်ကြော်လုပ်ငန်းဟာနိုင်ငံရဲ့အစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းအထောက်ပံ့ဖြစ်စေတယ်လို့ထင်မြင်ယူဆမိပါတယ်။မြေသားမျိုးဟာဘာသာသာသနာထွန်းကားရာအချက်ဖြစ်တဲ့အတွက်သာသနိကအဆောက်အုံတွေပရိယတ်တိစာပေတွေသင်ကြားပေးနေတဲ့စာသင်တိုက်တွေကိုလည်းမြို့ရဲ့နေရာတော်တော်များများမှာမြင်တွေ့နိုင်ပါတယ်။သာသနာအာဇာနည်အရှင်သူမြတ်တွေမွေးဖွားပေးရနေရဖြစ်တဲ့မင်းကျောင်းစာသင်တိုက်ကလည်းမြေသားမျိုးရဲ့ကျက်သေးဆောင်နေရာတစ်ခုဖြစ်ပါတယ်။ရှင်မင်းမင်းတို့လို့ဒီလိုရှင်မင်းကစောက်ခဲ့တဲ့ကြောင်းတော့မဟုတ်အဲ့ဒီအောက်ကသူတို့ဝန်ထမ်းတွေကအကြီးအကဲတိစောက်ခဲ့တဲ့ကြောင်းဘုန်းကြီးတို့ဒီလောက်ပဲသိ
ဘုန်းကြီးပထမကဒီကကြောင်းလို့ဆိုမလို့ဖျားမရှိဘူးစိတ်တည်မရှိဘူးအဲ့တော့ဘုန်းကြီးတို့က30နဲ့ရွှေဘိုခရိုင်30နဲ့ရပါအဲ့တော့ဘုန်းကြီးတို့ရဲ့ရွာကကြောင်းဆိုရင်ဖျားလေးနဲ့အဲ့တော့ငါဘုန်းကြီးနှစ်20လောက်ဒီဖျားမတည်ခဲ့နဲ့ပါအဲ့ဒီဘုန်းကြီးအသက်50နဲ့6နှစ်ကျမှဟိုဘက်ကအောင်သိတိဆူတောင်းပြီးဓာတ်ပေါင်းစုစေတီတော်ဆိုပြီးဖျားမရှိလို့စပြီးတော့ဖျားတည်ခဲ့ပါတယ်အခုနောက်တည်တာကတော့တိရိလင်္ကာဒုဋ္ဌကမဏိမင်းကြီးတည်တဲ့မဟာစေတီပုံမှာဒီပုံကဘုန်းကြီးရုပ်ပွားတော်1500ဆန့်အောင်ဘုန်းကြီးစဉ်းစားလိုက်တော့ဒီပုံပဲဘုန်းကြီးပေါ်လာဘုန်းကြီးတို့ဒါဘုန်းကြီးစာတင်တိုင်းအရင်က200လောက်ရှိတာလဲဘုန်းကြီးအကျမ်းစာလေးရေးဗာလေးရေးတော့အနေနဲ့ရက်ကတိပြီးတော့လာကြတယ်။တန်ဃာတွေအတွက်လည်းဘုန်းကြီးအခုနေလေးရမှာကျောင်းထိုင်နေကျောင်းထိုင်ဆရာတော်ဘုန်းကြီးကျောင်းကထွက်သွားတဲ့ကိုတော်80လောက်ရှိပါတယ်။အဲ့တော့ကိုယ့်ဘဝလေးအတွက်တော့ဘုန်းကြီးကျင့်တတ်ပါတယ်။ဗုဒ္ဓဘာသာဝင်တိုင်းရဲ့အထွတ်မြတ်နေရာတွေဖြစ်တဲ့ဘုရားကျောင်းကန်ဈေးကြီးတွေကိုမြင်တွေ့ဖူးမြော်ရတဲ့တခဏတော့ဘဝအမောတွေပြပြောက်ပြီးစိတ်ကြည်နူးအေးချမ်းစေမှာပဲဖြစ်ပါတယ်။တပါးထဲမှာပဲဘာသာတရားနဲ့မွေးလျော်တတ်တဲ့မြေသားမျိုးကဒေသခံတွေရဲ့စေတနာတရားတရားကလည်းရောက်ရှိသွားတဲ့အချိန်တွင်းမှာပဲမချီကျူးမလေးစားပဲမနေနိုင်အောင်ဖြစ်ပြီးတော့ပီတိတွေပါကူးဆက်ခဲ့ရပါတယ်။မြေသားမျိုးကကြွားတယ်လည်းဖြစ်သွားမှာပေါ့လေလက်စုံလူသေးမရှိအောင်အားလုံးစုံပါတယ်ဘာသာတရားမှာရှိတယ်လို့လူငွေလုပ်ငန်းတွေမှာလည်းဒီကလျာဏမိတ်တာတို့မေတ္တာရှင်တို့ဒီဖွဲ့တွေကလည်းမေတ္တာရှင်ဆိုရင်လည်းနားရတယ်မရှိကား6စီးလုံးနဲ့လှက်ပတ်ပြီးတော့ဆောက်တာရေးနာရေးတွေပေါ့စေုံပူတာတွေဘုံလုံးလုပ်ပြရတယ် ကျွန်တော်တို့ကကိုယ့်မျိုးကိုသိချစ်ကြမျိုးကလည်းကျွန်တော်တယောက်တည်းတည်းမကဘူးမျိုးမှာရှိတဲ့ဒီအားလုံးကလည်းကိုယ့်မျိုးကိုသိချစ်ကြတယ်တမိုးတဲထားကြတယ်ပေါ့နော်ဘုံယူပါလေကျွန်တော်မြတ်သားမျိုးမှာလူဖြစ်ရတာဟုတ်နော်မြတ်သားမျိုးမှာကြည်ပြင်းရတာဟုတ်နော်အဲမြတ်သားမျိုးအတွက်ကိုလည်းကျွန်တော်တို့ကဒီတက်ပို့ပြီးတော့ဖွံ့ဖြိုးစေခြင်းတယ်ပေါ့နော်မြေသားမျိုးကိုရောက်လာသူတိုင်းတွားရောက်တဲ့နေရာတစ်ခုရှိပါသေးတယ်။အဲ့ဒီနေရာကတော့ရောက်လာသူအပေါင်းကိုလွတ်လပ်ပေါ်ပါပြီးတော့လန်းဆန်းသွားစေမယ့်အပန်းပြေစရာနေရာတစ်ခုဖြစ်ပါတယ်။အရောက်သွားပြီးတော့လေ့လာကြည့်ကြရအောင်ပါရှင်။ကနတမန်ကကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးကျောက်ဆက်ခရိုင်မြေသားမျိုးနဲ့ကုမဲမျိုးရဲ့အရှိတောင်ဘက်22မိုင်ကွာပန်းလောင်မြစ်ပေါ်မှာတည်ရှိပါတယ်။ဒီကျွန်တော်တို့နော်ရထာမင်းလက်ထက်ကစပြီးတော့ဒီပန်းလောင်တို့ဇော်ကြီးတို့ဒီစပါကျောက်ဆက်ခရိုင်အတွက်စပါးစိုက်ပြီးလို့ဆိုပြီးတော့သူတို့ရေလက်ဆက်အစင်းတည်ဆောက်ခဲ့ပါတယ်။ပန်းလောင်မြစ်ပေါ်မှာဆိုလဲဟိုမူလာပန်းလောင်ရေလက်ဆက်ဟိုနတ်လွဲရေလက်ဆက်ထုံးကြီးရေလက်ဆက်ကြီးမဲ့ရေလက်ဆက်ဆိုပြီးတော့ရေလက်ဆက်အစင်းတည်ဆောက်ခဲ့ပါတယ်။ကျင်းသားရေလောင်တမန်ရဲ့ကန်ရည်ပြည့်ရေလောင်ပမာဏ7,930,3580 ဧကပေရှိပြီးတော့ယနေ့ဟိုလက်ရှိတူလောင်ထားတဲ့ပမာဏကတော့9,460,8,960 ဧကပေရှိပါတယ်ဗျာကျွန်တော်တို့မူလာဧကကတော့ကျွန်တော်တို့ဒါမူလာစိုက်ပျိုးရေးပေးဝယ်မဲ့ဧကကိုတော့ကျွန်တော်တို့2,1,500 ဧကပေတန်းထားထားပေမဲ့ပြန်နေစီစစ်တဲ့ခါမှာအခုဟိုလက်ရှိပေးဝယ်နိုင်တဲ့ပမာဏကတော့3,4,9,281 ဧကပေပေးဝယ်နိုင်ပါတယ်ရှင်းမြန်မာမင်းများလက်ထက်ကစပြီးတော့ပန်းလောင်မြစ်ပေါ်မှာရေလွှဲဆယ်တွေတိဆောက်ပြီးတော့လေယာမြေတွေကိုစိတ်ရည်ပေးသွင်းစိုက်ပျိုးခဲ့တဲ့အတွက်ဒီဒေသကတောင်သူတွေအနေနဲ့တော့စပားနဲ့အခြားသီးနှံတွေကိုမျိုးရိုးမှုပါစိုက်ပျိုးနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီဒေသကပြည်သူလူထုအတွက်တော့ဝင်ငွေတိုးတက်စေုံသာမကပဲလူနေမှုဘဝအဆင့်တန်းတွေလည်းမြင့်မားလာမှာပဲဖြစ်ပါတယ်။ဒါအပြင်ဒီကင်းသားဆယ်ကြီးရှိတဲ့အတွက်တောင်ကျရေကစီးဆင်းလာတဲ့ရေဘေးအန္တရာယ်ကိုကာကွယ်ပေးရလဲရောက်ပါတယ်
ပြည်သူတွေရဲ့အကျိုးစီးပွားအတွက်မန်နိုင်တစ်ခုဖြစ်တဲ့ကင်းသားဆယ်နဲ့ပတ်သက်ပြီးတော့လေ့လာလို့လည်းပြီးသွားပြီဆယ်ပေါင်ပေါ်ကနေပြီးတော့မြင်တွေ့ရတဲ့ရေပင်ကြီးနဲ့ဟိုးဝေးကတောင်တန်းတွေရဲ့တဘာဝအလှကိုလည်းခန်းစားပြီးသွားပြီဆိုတော့စိတ်ကြည်နူးအေးချမ်းမှုတွေရောဘုဒ္ဓတာတွေပါရရှိခန်းစားခဲ့ရပါတယ်ပြည်သူများရှင်ဒီကနေ့လေးလာတင်ဆက်ပေးခဲ့တဲ့မြေသားမြို့နယ်အတွင်းကအထင်ကြီးဖြစ်တဲ့ဖျားစီတွေဘူတုဒဖြစ်စေမဲ့နေရာလေးတွေကိုပြည်သက်တွေအတွက်တင်ဆက်ပေးခဲ့တာဆိုတော့ဒီစီစဉ်ကိုကြည့်ရှုနေတဲ့ပြည်သက်ကြီးလည်းမြေသားမြို့ကိုအလဲတစ်ခေါက်ရောက်ရှိသွားသလိုခံစားရလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ရှင်နောက်ရက်တွေမှာလည်းပြည်သက်တွေအတွက်ဘူတုဒဖြစ်စေမဲ့နေရာတွေစိတ်ဝင်စားဖွယ်ဖြစ်မဲ့အကြောင်းအရာတွေကိုရှာဖွေရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မတို့ရဲ့အစီအစဉ်လေးကိုအားပေးကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါကြောင်းပြောကြရင်ဒီကနေ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါကြရှင်။